အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်အာဟာရဆရာဝန်ဒေါက်တာညီကျော်ဖြစ်ပါတယ်ဒီနေ့မှာတော့တသားမိမိတို့စားဖို့အတွက်ထူးထူးဆန်းဆန်းလေးဖြစ်သွားအောင်ကျွန်တော်ရွှေဖြုံသီးကြက်သားလုံးခောက်ဆွဲလေးကိုလုပ်ပါမယ်ဒီရွှေဖြုံသီးကြက်သားလုံးခောက်ဆွဲလုပ်တဲ့နေရာမှာကျွန်တော်တို့ခောက်ဆွဲသုံးတဲ့နေရာမှာဆိုရင်တော့ KT ကထုတ်တဲ့ဒီ Miss Vegetable ဥဒုံခောက်ဆွဲလေးကိုကျွန်တော်သုံးပါမယ်ပြီးွားရင်တော့အသားနှက်ဖို့အတွက်ဆိုရင်တော့ KT ကထုတ်တဲ့ Multi Purpose Sauce လေးကိုကျွန်တော်သုံးပါမယ်ခင်ဗျာဘာကြောင့်ဒီ Multi Purpose Sauce ကိုသုံးလဲဆိုတော့သူ့မှာကအသက်တစ်နှစ်ကျော်တဲ့ကလေးတွေမှာသုံးလို့ရတဲ့အပြင်အရသာကလည်းအငန်တက်မကဲဘူးစားပေါမှုလည်းနည်းတဲ့အတွက်ကြောင့်ကလေးတွေနဲ့တင့်တော်တဲ့အတွက်ကြောင့်ကျွန်တော်ထည့်သုံးတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်အသားကိုတေချာသမအောင်နေပြီးတော့နှက်ထားပေးမယ်ပြီးတော့ကျွန်တော်ခုန KT ကထုတ်တဲ့ဒီ Miss Vegetable ဥဒုံလေးကိုပြုတ်ထားတာဖြစ်ပါတယ်သူက2မျိုးလာပါတယ်အဝါရောင်ရှိတယ်အစိမ်းရောင်ရှိတယ်အကုန်လုံးကတော့သူကတော့အသီးရွက်တွေကနေထုတ်ထားတယ်တဘာဝအရောင်ကိုပဲသုံးထားတာဖြစ်တယ်စိုးစေးတွေမထည့်ထားဘူးပေါ့နော်ခေါက်ဆွဲလေးနူးလာပြီဆိုရင်ကျွန်တော်ခေါက်ဆွဲကိုဆယ်ထားလိုက်မယ်ပြီးတော့ရင်တော့ခုနကကျွန်တော်နှက်ထားတဲ့ကြက်သားလေးတွေကိုပြုတ်ပါမယ်ကြက်သားလုံးလုံးချင်တာဖြစ်တဲ့အတွက်ကြောင့်အရင်ဆုံးကြက်သားလေးကိုအရင်ပြုတ်ပါမယ်ခင်ဗျဆိုရင်တော့ကျွန်တော်ပြုတ်ထားတဲ့ကြက်သားလုံးလေးတွေကကြက်လာပြီဆိုရင်ဆယ်ထားမယ်ဆယ်တဲ့နေရာမှာကျွန်တော်ရေခဲလေးစိမ်ပြီးတော့ဆယ်ပါမယ်အဲ့ဒါမှကြက်သားလေးကပို့ပြီးတော့ထုံနဲ့စားလို့ကောင်းပါတယ်ပြီးွားရင်တော့ကျွန်တော်ရွှေဖြုံသီးလေးတွေကိုပြုတ်မယ်နူးအီလာပြီဆိုရင်ရွှေဖြုံသီးလေးကိုကျွန်တော်စုံးလေးနဲ့ခြေပေးမယ်ခြေသွားပြီဆိုရင်တော့ဒီရွှေဖြုံသီးအရည်တွေကိုတက်ပကံလုံးလေးနဲ့ခွဲထည့်လိုက်ပြီးတော့စကားတိုက်ပြီးတော့စစ်ချပါမယ်။ဘာကြောင့်စကားတိုက်လဲဆိုတော့ကျွန်တော်ရွှေဖြုံသီးမှာပါတဲ့အမြင်တွေကြတော့တစ်ခါလေကြာရင်ဟင်းချက်တဲ့နေရာမှာရှုပ်ထွေးနဲ့စားလို့မကောင်းပါဆိုလို့ပါ။အဲ့တော့ပြီးတော့ကျွန်တော် protein တက်ကြွယ်ဝအောင်နှုတ်လေးထည့်ပါမယ်။ပြီးတော့ဒါလေးကိုကျွန်တော်နည်းနည်းလေးပြစ်လာပြီးမှွေပေးမယ်။အဲ့ချိန်မှာ KT ရဲ့ multi purpose sauce လေးကိုထည့်ပြီးတော့ကျွန်တော်တို့ sauce ချက်ပါမယ်။ဆာပလာအနေနဲ့ cherry tomatoes လေးတွေထည့်မယ်။ထည့်ပြီးတော့ဒါကိုလည်းဆက်ပြီးတော့မှွေပေးပါမယ်။အဲ့တော့ကျွန်တော်ခုနကကြက်သားလုံးလေးတွေပြုတ်ပြီးတော့ရေခဲရေစိမ်လာတာလေးကိုဒီ sauce အနှစ်ထဲကိုထည့်ပါမယ်။အရသာဝင်သွားအောင်လို့မှွေပေးပါမယ်။ပြီးရင်တော့ကျွန်တော် cheese ထည့်ပါမယ်။ cheese ကတော့ကိုယ်ကလေးအသက်အရွယ်ပေါ်မူတည်ပြီးတော့အသက်အရွယ်လိုက်စားလို့ရတဲ့ cheese ကိုရွေးလို့ရပါတယ်။ပြီးွားရင်ကျွန်တော်ခောက်ဆွဲခုနပြုတ်ထားတဲ့ခောက်ဆွဲလေးကိုထည့်ပါမယ်။ဥဒုံခောက်ဆွဲလေးပါအလုံးလေးနဲ့တုပ်ပါတယ်။အဲ့တော့ဒီခောက်ဆွဲလေးနဲ့ sauce လေးနဲ့ကိုကျွန်တော်တို့သမအောင်မှွေပေးမယ်။အခုလိုမျိုးခောက်ဆွဲနဲ့ sauce နဲ့တသားလေးဖြစ်သွားပြီဆိုတော့ရင်တော့အစင်သစ်စားလို့ရပါပြီ။ကဲခုဆိုရင်တော့တသားမိမိတွေအကြိုက်တွေ့မဲ့ creamy လည်းအရင်ဖြစ်ပြီးတော့ protein တက်ကြွယ်ဝတဲ့ရွှေဖြုံသီးကြက်သားလုံးခောက်ဆွဲရပါတယ်။ဒီဟာကိုပဲအသက်အရွယ်မှာစပြီးကျွေးလို့ရလဲဆိုရင်တော့ multi purpose sauce ကအသက်တစ်နှစ်အထက်မှာသုံးရတာဖြစ်တဲ့အတွက်ကြောင့်အသက်တစ်နှစ်ကျော်ပြီဆိုရင်တော့ဒီခောက်ဆွဲလေးလုပ်ကြည့်လို့ရပါပြီခင်ဗျာ။အားလုံးကျေးဇူးများတင်ပါတယ်။နောက်ဗီဒီယိုမှာလည်းကျွန်တော်ပြန်တွေ့ကြပါမယ်ခင်ဗျာ။